Then mission me along me mingla no. General Diniga, Negons no. General don't little mule. Now Mashaji like, but no Mashaji like general did but a low take bit of my ara nebono. General not the carbono, Jung Jai not tabby the Piansha Biba me. General Tenet general Tintara, the Yamicha the Ugono. A tongue shabby dada, longere. နှစ်လ3လပေါ့နော်အများဆုံး4လဝန်းကျင်လောက်ပဲရှိဦးမယ်ထင်တယ်ကျွန်တော်လည်းမမှတ်မိတော့ဘူးပေါ့နော်မမှတ်မိတော့ဘူးတကယ်လို့အဲအားလေးတွေမှတ်ထားတာရှိတယ်ဆိုရင်တော့ပြန်ပြီးတော့ပေါ့နော် comment မှာချပေးလို့ရပါတယ်နော် okay ဒါဆိုရင်ကျွန်တော်နေကုန်ပေါ့နော်နေကုန်စာအတွက်ဒီမှာကျွန်တော်ပြပေးမယ်ကျွန်တော်နေကင်းပိုင်းအပြင်သွားစရာရှိလို့ပေါ့နော်အပြင်သွားစရာရှိလို့ပါ okay ဒါဆိုရင်ကျွန်တော်ဒီမှာတနေကုန်စာပေါ့နော်စနစ်နဲ့ကျွန်တော်တို့4နာရီ30အတွက်နော် okay ကြည့်ရအောင်ပေါ့နော်ဒီနှလုံးပေါင်းခြင်းနော် ပေါင်းခြင်းနံပါတ်ဒီခွန်နော်နဲ့တုံညဒီကောင်ဒီကီးပေါ့နော်ပြီးရင်ကျွန်တော်တို့ break ကဘယ်လိုယူလဲဆိုဒီနှလုံးပေါင်းခြင်း1 6 8နော်ဒီကောင်ဒီကျွန်တော်တို့ break ပေါ့နော် okay အောက်တရစာပေါ့နော်ဒီမှာကျွန်တော်တို့ဗာတွေထွက်သွားလဲ60 3ကိုနော်တုံညကို6 break ကျွန်တော်တို့60နော်60ဒီထွက်ကနန်းဖြစ်မယ်ပေါ့နော် okay အောက်ကိုစစ်ကြည့်မယ်ပေါ့နော် အောက်မှာကဒီမှာ68နော်ပေါင်းခြင်း4 9နဲ့ဒီနော်ဒီမှာက36ပေါင်းခြင်း6 1 9ဒီကျွန်တော်တို့ပါလဲ break ဖြစ်မယ်ဒီမှာနေကုန်ပါတွေထွက်လဲ68 29နော်68ကတော့မဆိုင်ဘူးကျွန်တော်29က2ရော9ရောကိုကျွန်တော် break နော်20နဲ့9 ထက်ကနန်းတွေကထွက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်20နဲ့ကို okay ဒါဆိုရင်3ကတ်မြောက်ကိုစစ်ကြည့်အောင်နော်ဒီမှာ66ပေါင်းခြင်းနံပါတ်2 4 ကီးဖြစ်မယ်ပြီးရင်ဒီကောင်ဒီ5နဲ့ဆိုတော့ပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်လဲ9နဲ့3ညဒီကောင်ဒီ break ဒီအောက်မှာကျွန်တော်တို့ဘာတွေထွက်လဲ6နှစ်48ဆိုပြီးတော့ထွက်တယ်နော်6နှစ်48 ကျွန်တော်48ပေါ့နော်48 4ကိုကျွန်တော်2 break ပေါ့နော်48တီကျွန်တော်ဒီမှာထွက်ကနန်းလေးဖြစ်ပါမယ်နော် okay 4ကတ်မြောက်ပေါ့နော်4ကတ်မြောက်မှာကကျွန်တော်တို့6ကိုနော်6ကိုနှလုံးပေါင်းခြင်းဒီပေါင်းခြင်း5 3ည3ကီးပေါ့နော်5 3ည3ကီးကိုဒီမှာက16နှလုံးပေါင်းခြင်း9 3ညကျွန်တော်တို့ break နဲ့ဒီမှာဘာတွေထွက်သွားလဲကျွန်တော်တို့9 3 48ပေါ့နော် ခွန်3 4 8ဆိုတော့ကျွန်တော်တို့ဒီမှာခွန်ကို sorry 3ကို3ည break ပေါ့နော်80နဲ့3ဒီထွက်ကနန်းဖြစ်ပါတယ်နော် okay ဒီအောက်ကိုကျွန်တော်တို့စစ်ကြည့်ရအောင်ပေါ့နော်အောက်ကိုစစ်ကြည့်တဲ့အခါမှာခွန်3ညနော်ခွန်3ညနှလုံးပေါင်းခြင်းခွန်နဲ့3ညဒီမှာကီးရှိမယ်ဒီမှာ3 3ပေါင်းခြင်း6 1 9ဒီကျွန်တော်တို့ break ပေါ့နော်ဒီမှာထွက်သွားတဲ့ကဏ္ဍဒီ2 9 60ညမနဲ့ထွက်တယ်နော်20နဲ့9က1 break နော်ဒီကောင်ကို1 break ပေါ့နော်60ကဒီကောင်ကိုဒီကောင်နဲ့ပေါ့နော်60ဒါညမနေ့ရောညရောကျွန်တော်တို့ဒါထွက်သွားတယ်လို့ပြောလို့ရတယ် okay ဒါဆိုရင်အခုကျွန်တော်တို့တစ်ခုကြံတော့တယ်ပေါ့နော်ဒီအောက်မှာကျွန်တော်တို့အခုဒီမှာ28ပေါ့နော်တွေ့ရတယ်3ည5ခွန်ကီးပေါ့နော်ဒီကီးကိုကျွန်တော်ဒီမှာ8နှစ်ပေါင်းခြင်း3ည5ခွန်ကျွန်တော်ဒီမှာ break နော် okay သူကဘယ်နှကတ်မြောက်လဲဆိုရင်1 2 3 4 5နော်5ဒါဆိုရင်6ကတ်မြောက်ပေါ့နော်ဒီရဲ့အပေါ်တော့ကျွန်တော်လဲမအားတာနဲ့မရှာကြည့်လိုက်ရပါဘောနော်စစ်ပေးထားလားမပေးထားလားကျွန်တော်မပြောတတ်ဘူးတေချာပေါ့နော် okay ဒီမှာကဏ္ဍတက်လေးတွေများတယ်အပူသမားတွေလည်းအားကောင်းမဲ့ထင်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ထုတ်ကြည့်ရအောင်3ည3ညနော်ပြီးရင်ကျွန်တော်တို့3ည5 3ညခွန်နော်ပြီးရင်5 5 50 5နှစ်နော်ပြီးရင်ကျွန်တော်တို့ခွန်3ဒီကောင်လည်းပြန်ကြပဲပေါ့နော်ပြီးရင်ခွန်8 80နော်ညီမကဏ္ဍတက်လေးတွေ3ည5 3ညခွန်ပါဝါနှက်ကတ်ရှိတယ်ပေါ့နော်အပူ2ကွက်3ည3ည5ရှိမယ်နော်ကဏ္ဍကအရန်ကြီးအများကြီးမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်ရွေးမပေးတော့ဘူးเนาะရွေးမပေးတော့ဘူးဒီမှာလဲကျွန်တော်တို့အထက်လေးတွေအဓိကထားပြီးတော့ဒါကစားကြည့်ပေါ့နော်ဒီမဲ့ဒီကောင်လဲအထက်ပေါ့နော်ပြီးရင်အပူကြိုက်တဲ့ပေါ်တာတွေကဒီကောင်လေးတွေကောင်းတယ်နော်โอเคကဏ္ဍမများတာဖြစ်တဲ့အတွက်ကျွန်တော်လဲရွေးမပေးတော့အားလုံးပဲဒီနေ့ဒါနေကုန်ပေါ့နော်ကျွန်တော်တို့12ရက်4နာရီခွဲအတွက်ရဲ့တနေကုန်ဒါကစားမှာဖြစ်ပါတယ်နော်အားလုံးပဲအဆင်ပြေကောင်းပါစေဗျာနော်ကျေးဇူးတင်ပါတယ်ဒီ3မူလေးကတော့နောက်ပိုင်းပေါ့နော်ထပ်ပြီးတော့ကြားခဲ့တယ်ဆိုရင်တော့ကျွန်တော်အခါခွင့်တင်ရင်ပြန်ပြီးတော့ရှာပေးပါမယ်နော်ကျွန်တော်မအားတာဖြစ်တဲ့အတွက်ဒီတစ်ပတ်စာအတွက်ကတော့ကျွန်တော်တစ်ပတ်စာအချုပ်လေးမတင်လိုက်ရဘူးပေါ့နော်အဲ့အတွက်လဲတောင်းပန်ပါတယ်โอเคပါဗျာအားလုံးပဲ
good luck ပါဒါနေကုန်စားပေါ့နော်ဘိုင်ဘိုင်ပါဗျ